Okay အားလုံးမင်္ဂလာပါဇိုင်း robotic channel နဲ့ပြန်ပြီးကြိုဆိုပါရစေကျွန်တော်ဒီကြားထဲမှာနည်းနည်းလေးတော့ပျောက်သွားမယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်အဓိကအလုပ်တွေနည်းနည်းများနေရအောင်ကြောင့်မို့လို့ဗီဒီယိုအများကြီးတင်တော့မှာမဟုတ်ဘူးပြီးတော့ရင်လိုမျိုးဗီဒီယိုရှေ့ကြီးတင်တော့မှာလည်းမဟုတ်ဘူးအတူလေးတွေပဲတင်တော့မှာပေါ့နော်ဆိုတော့ okay စလိုက်ရအောင်ဆိုတော့ပြီးခဲ့တဲ့အခါပေါ့နော်ပြီးခဲ့တဲ့ဗီဒီယိုမှာဆိုရင်ကျွန်တော် calculation နဲ့ပတ်သက်တာတွေပဲဖြစ်ဖြစ်ဒီဟိုပါပေါ့နော် calculation နဲ့ပတ်သက်တာတွေတခြားပေါ့နော် robotic နဲ့ပတ်သက်တဲ့အပိုင်းတွေကိုမှအဓိကပြောခဲ့တယ်ပေါ့နော်ပြီးအစီအစဉ်တရားလည်းမဟုတ်ဘူးအခုဆိုလို့ရှိရင်တော့ကျွန်တော်ဟောလောက်လိုက်အောင်မယ်အရင်ဆုံးအမေးများတဲ့အစာတွေအရင်ဖြေမယ်ကျွန်တော်ဆိုလည်းလာမေးကြတယ်ပေါ့နော် robotic နဲ့ပတ်သက်ပြီးမှဝင်ကြမယ်ဝင်ကျင်တယ်ပေါ့နော်ဘယ်လိုမျိုးပုံစံမျိုးနဲ့ဝင်ရမလဲဘယ်အပိုင်းတွေအဓိကလောက်ရမလဲဆိုတာမျိုးမေးကြတယ်ဆိုတော့robotic ကကြတော့အဓိကဝင်လို့ရတဲ့နည်းလမ်းတွေအများကြီးရှိတယ်ဆိုတော့အဓိကကကျွန်တော်ဒီနေ့ဗီဒီယိုမှာဆိုလို့ရှိရင်အဓိကအပိုင်းနဲ့ဖြစ်တဲ့၄ခုအကြောင်းကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့အဓိကအကြောင်းရင်း၄ခုဆိုပေမဲ့ဂျားထဲမှာလည်းအနေအများကြီးရှိသေးတယ်ဒါပေမဲ့အကောင့်တွေအကုန်လုံးကျွန်တော်ကြော်ပြီးမှအဓိက main rule ၄ခုဆိုမှကျွန်တော်ဆွဲထုတ်လိုက်တယ်ပြီးလို့ရှိရင်တော့အဲ့အကြောင်းတွေကိုမှပြန်ပြီးမှပြပြပေးမယ်ပေါ့နော်ဆိုတော့စလိုက်ရအောင်ပထမဆုံးတစ်ခုကတော့ researcher ပါresearcher ဆိုလို့ရှိရင် robotic researcher ဆိုတာဘာလဲပေါ့နော် robotic researcher ဆိုတာဘာလုပ်တာလဲပေါ့နော်အဲ့ဒါအဓိကပြောရမယ်ဆိုလို့ရှိရင်တော့ researcher ဆိုတာကပြင် robotic နဲ့ပတ်သက်တဲ့အရာကိုမှမရှိသေးတဲ့အရာကိုမှရှိအောင်လို့မို့ research လုပ်တဲ့သူတွေပေါ့ဖြစ်လာလို့မို့ research လုပ်တဲ့သူတွေပေါ့ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အပြင်မှာဖြစ်ပြီးသား robot တွေကို development လုပ်တာတွေဒါမှမဟုတ် fashion အသစ်ထည့်တာတွေကဒါ researcher ရဲ့အလုပ်မဟုတ်ဘူးဗျresearcher ရဲ့အလုပ်ကကြတော့ algorithm အသစ်ရှာတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင် design အသစ်ကိုဖန်တီးရတာပဲဖြစ်ဖြစ်ဒါမဟုတ်လို့ရှိရင်AI လမ်းမြင်တစ်ခုကိုဖန်တီးရဖြစ်ဖြစ်AI တစ်ခုပေါ့နော်ပုံပြီးကောင်းမွန်တဲ့ AI အသက်ကိုမှ research လုပ်တာပဲဖြစ်ဖြစ်ဒါဆိုလို့ရှိရင် robotic နဲ့ပတ်သက်တဲ့ researcher လို့ပြောလို့ရပါတယ်ပြောချင်တာ researcher ရဲ့အဓိကအလုပ်ကကြာအပြင်မှာမရှိသေးတဲ့အရာကိုမှရှိအောင်လုပ်တဲ့အရာကိုပြောချင်တာရှိအောင်လုပ်တယ်ဆိုလို့ရှိရင်ဒါ robotic researcher ပဲပေါ့သူတို့ကတော့အဓိကသုံးတာတော့ Python တို့ပြီးတခြားပေါ့နော် scikit-learn တွေတို့ပြီး data နဲ့ပတ်သက်တဲ့ library တွေသုံးတာတွေများတယ်MATLAB တို့ပါတော့ပေါ့နော်လည်းသုံးတာတွေများတယ်ဒါပေမဲ့ဘယ်လိုပြောရမလဲသူတို့ကတော့ performance ကိုအရင် view site ဆရာမလို့အဓိကကတော့အလုပ်ဖြစ်ဖို့ပဲပေါ့နော်သူတို့ရဲ့အတွေးခေါ်တွေကအပြစ်မှာလုပ်ဖြစ်ဖို့အတွက်ဒါအရေးကြီးတဲ့အရာပေါ့သူတို့အတွက်က okay ဒုတိယတစ်ခုပြောရမယ်ဆိုလို့ရှိရင်ဒုတိယတစ်ခုက developer တွေပေါ့နော်the robotic developer တွေrobotic developer တွေ software engineer တွေကိုပြောချင်တာပထမဆုံး software engineer တွေပထမဆုံးပြောမယ့်အရာတွေကအကုန်လုံးဆွဲပြီးထည့်လိုက်မယ်artificial intelligence engineer machine learning engineer ပြီးတော့ simulation engineer ပြီးရင် robot software engineer robotic web developer တွေ robotic cyber security တွေပြီးရင် DevOps ဖြစ်တဲ့ DevOps ဖြစ်တဲ့ DevOps အပိုင်းနဲ့ robot နဲ့ပတ်သက်တဲ့အပိုင်းတွေနေလုပ်တယ်အများကြီးရှိတယ်ပေါ့နော်အကုန်လုံးကိုကျွန်တော်ဒီ software engineer တွေsoftware engineer တွေ developer တွေကျွန်တော်ခွဲဆွဲပြီးထည့်ထားတယ်သူတို့ရဲ့အလုပ်ကတော့အပြင်မှာခုန researcher လုပ်တဲ့ဥစ္စာမှာသူကresearcher လုပ်ပြီးသားအရာမှာအပြင်လောကမှာလုပ်တဲ့သူတွေပေါ့နော်ခုနက researcher လည်းအပြင်လောကတွေရအောင်လုပ်တယ်ဒါပေမဲ့သူက production level ကိုလုပ်ပြရတာဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ Python တွေဆိုလို့ရှိရင် Python code တွေဆိုရင် resource တွေအရင်ယူတယ်ဒီလည်းနေတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒါကို Cita Black နဲ့ပဲဖြစ်ဖြစ်ပေါ့ hardware နဲ့ရန်နီးဆက်တဲ့ Cita Black ပဲဖြစ်ဖြစ်ဒါမှမဟုတ် Hall level ပဲဖြစ်ဖြစ်ထားပါတော့ Cita Black code ကိုမှသုံးပြီးမှpointer တွေပါသုံးပြီးမှ robot ကိုပို့ပြီးမြန်ဆန်အောင်လုပ်တာမျိုးတွေပို့ပြီးမှဒီပေါ့နော် test schedule ဖြစ်တဲ့ဒီ robot ကိုမှresource မစားအောင်လို့ပုံပြီးမြန်ဆန်အောင်လို့မလုပ်ပြရတဲ့အပိုင်းတွေ development လုပ်ပြရတဲ့အပိုင်းတွေပေါ့ဒါမှမဟုတ်လို့ရှိရင်ရှိပြီးသား algorithm မှာပုံပြီးမှကောင်းတဲ့ algorithm ဖြစ်သွားအောင်ပြောင်းပေးရတဲ့အပိုင်းတွေပေါ့နော်ဒါကတော့ robotic software developer robotic software developer robotic software engineer နဲ့ artificial intelligence engineer တွေပိုင်းသွားလို့ရမယ်ပြီးရင်တတိယ role ကတော့ navigation engineer navigation engineer ဆိုတာကတော့ဒီ sensor တွေနဲ့တွဲဖက်ပြီးလုပ်ရတဲ့သူပေါ့နော် navigation perception နဲ့လုပ်ရတဲ့သူတွေပေါ့ okay ဆိုတော့ perception နဲ့ navigation engineer တွေဆိုတာဒီ 3 point cloud တွေတို့ဒီ sensor data တွေနဲ့အဓိကလုပ်ရတဲ့သူတွေပေါ့သူတို့ကအဓိကလောက်ကဘာလဲဆိုလို့ရှိရင်တော့simultaneous localization and mapping ဆိုတဲ့ slam ရှိမှာပေါ့နော်သူကじゃ map ဖတ်မယ် map ဖတ်ပြီးတော့ map မြေပုံဖတ်မှာပေါ့နော်မြေပုံကိုရင်ဆုံးရှာမယ်ပြီးလို့ရှိရင်အဲ့မြေပုံထဲမှာသူ့ရဲ့ robot ကလက်ရှိကျွန်တော်တို့ရဲ့ robot ကဘယ်နေရာရောက်နေလဲဆိုတာကိုတွက်ချက်တဲ့သူပေါ့ဒီဟာက robot ရဲ့အသက်ပဲပေါ့နော် navigation ဆိုတာ robot ရဲ့အသက်ပဲဆိုတော့အဲ့ပေါ့နေရာတိုင်းကသူ့လူနဲ့သူတို့အကုန်လုံးအသက်တွေပဲဒါပေမဲ့ဒီကောင်ကじゃ robot ကိုရွေရှားတဲ့အချိန်မှာပို့ပြီးမှသူတို့မှန်မှန်ကန်ကန်အလုပ်လုပ်နိုင်အောင်လို့မို့လှုပ်ဆောင်တဲ့သူပေါ့ဒါက robot ရဲ့ navigation နဲ့
precision engineer တွေပေါ့နော်သူကတော့ computer vision တွေcomputer vision တွေသုံးရမယ်ပြီးရင် localization မှာဆိုရင်ဥပမာအနေနဲ့ပြောရမယ်ဆိုရင် AMCN လို့ခေါ်တဲ့ adaptive multicolor algorithm တွေပြီးရင် Google ထုတ်တဲ့ cartographer တွေပေါ့ဥပမာအနေနဲ့ပြောပြပေးရပါတော့ကျွန်တော်လည်းအများကြီးရှိသေးတယ် localization နဲ့ပတ်သက်တဲ့ algorithm တွေအများကြီးကျန်သေးတယ်ပေါ့နော်ပြီးတော့path planning ပေါ့နော် path planning ဆိုရင် computer science မှာဆိုရင်အများကြီးနေမယ်လို့ထင်ပါတယ် Google ကသုံးတဲ့ digester တို့ပြီးရင် A star တို့ Theta star တို့ပြီးရင် random rapid random tree ဖြစ်တဲ့ RRT တို့ပြီးရင် RRT ကိုမှနောက်တဲ့ descent ထင်ထားတဲ့ RRT star တို့ဒါမျိုးတွေပေါ့နော်ဥပမာအနေနဲ့ပြပြပေးတာဒါတော့ mobile robot တွေမှာလည်းသုံးတယ်လို့မျိုး industrial robot တွေမှာလည်းသုံးတယ်ကားတွေမှာတက်ဆင်တဲ့အပိုင်းတွေပေါ့ကားတက်ဆင်တဲ့ robot arm တွေတို့ industrial robot arm တွေတို့ပေါ့နော် mobile မဟုတ်ဘဲနဲ့ပေါ့နော် robot arm တွေဆိုလို့ရှိရင်လည်းဒီ camera နဲ့အလုပ်လုပ်ကြနောက်ပိုင်းမှာဖြည့်ရဆို camera နဲ့အလုပ်လုပ်ကြတာပေါ့နော် camera ကိုအမိုးမှာတက်ပြီးမှဒါမှမဟုတ်ရှင် camera ကို robot မှာတက်ပြီးမှသူ့ရဲ့လှုပ်ဆောင်မဲ့အလုပ်တွေသူပညာရောက်နေပြီလေပြီးတော့သူလှုပ်ဆောင်မဲ့အလုပ်ကတိကျလားမတိကျလားဆိုပြီးတွက်ချက်တာဒါက navigation နဲ့ position နဲ့ navigation engineer ရဲ့အပိုင်းတွေပေါ့Okay နောက်ဆုံးတစ်ခုပေါ့နော်နောက်ဆုံးတစ်ခုဆို hardware engineer ပေါ့နော် hardware engineer အဓိကပြောရမယ်ဆိုလို့ရှိရင်တော့ mechanical engineer တွေနဲ့ electronic engineer electrical engineer တွေelectrical engineer တွေကိုပြောချင်တာပေါ့နော်ပြီးတော့ embedded engineer ဆိုပြီးလည်းတက်ရှိသေးတယ်သူကတော့ system တွေကိုမှရေးပြရတဲ့သူတွေsystem တွေတက်ပြန်ရေးပြရတဲ့သူတွေပေါ့နော်ဒါမှမဟုတ်ရှင်ဒီ firmware တွေပေါ့ firmware robot အတွက်တည်တံ့ firmware တွေပြန်ရေးရတဲ့အချိန်တွေ driver ပြန်ရေးရတဲ့အခါတွေမှာအဓိကလုပ်တဲ့သူတွေပေါ့နော်ဥပမာ robot ကဘယ်လိုပုံစံမျိုးနဲ့ control လုပ်မှာလဲဘယ်ဘိုင်းနဲ့ပတ်သက်ပြီး control လုပ်မှာလဲဒီအောင်မှဘယ် system ပေါ်မှာတင်မှာလဲဘယ်ပုံပေါ်မှာတင်မှာလဲပေါ့နော်ဥပမာ Raspberry Pi ပေါ်မှာတင်မှာလားဒါပေမဲ့တခြား compute module တွေပေါ်မှာတင်မှာလားဒါမျိုးတွေပေါ့နော်ဆုံးဖြတ်တဲ့သူပေါ့သူကတော့ sensor တွေ wire တွေ motor တွေအကုန်လုံးမှာသူတို့ဒီဘိုင်း hardware ဘိုင်းတွေကတော့ sensor တွေ wire တွေ motor တွေ battery တွေအကုန်လုံးနဲ့တွဲဆက်ပြီးမှလုပ်ရတဲ့သူတွေhardware ဆိုတော့ရှင်းပြရင် CAD design တွေလည်းပါတယ်CAD design တွေတို့ 3D printed part တွေတို့ဒါနဲ့လုပ်ရတဲ့သူတွေပေါ့နော်circuit တွေ circuit တွေလို့ပြောရတဲ့သူတွေပေါ့ Okay ဒါကတော့အဓိကအနေနဲ့၄ခုဆွဲထုတ်ပြီးပြောလိုက်တာပေါ့နော်ဂျားထဲမှာလည်းအများကြီးရှိသေးတယ်ပြောချင်တာကsoftware ထဲမှာဆို software နဲ့ပတ်သက်တဲ့အရာတွေအများကြီးရှိတယ် software engineer တွေမှာကျွန်တော်က copy ထည့်လိုက်တာတကယ်တော့မဟုတ်ဘူး AI engineer ဆို AI engineer ဆိုတည်တံ့နေရှိတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒီမှာဆွဲပြီးထည့်လိုက်တာပေါ့နော်ဒီ၄ခုထဲမှာကျွန်တော်ဆွဲပြီးထည့်လိုက်တာ robot တဲ့အတွက်ပေါ့တခြားဆိုလို့ရှိရင်တော့တခြားနိုင်ငံတွေမှာဆိုလို့ရှိရင် robot ကိုမောင်းတဲ့သူအလုပ်တွေပေါ့နော်အလုပ်ကင်တွေရှိတယ်robot driver တွေပေါ့ဒါပေမဲ့ဒီလောက်ကင်ကြီးတခြားနိုင်ငံမှာတော့ရှားသေးရပေါ့နော်ကျွန်တော်တို့ဒီမှာဆိုရင်ပိုတော့မရှိတာပါrobot ကိုမောင်းရုံနဲ့ကျွန်တော်တို့ဘယ်လိုပြောမလဲပတ်စံရနိုင်နေဆိုတာပြောပြတာတခြားနိုင်ငံတွေမှာတော့ရှိပါတယ်professional driver တွေပေါ့နော်အဲ့ဒီလုပ်တွေလည်းစဉ်းစားလို့ရတယ်ပေါ့နော် Okay ဆိုတော့လုပ်ဆရာတွေကတော့အများကြီးရှိပါတယ် robotic နဲ့ပတ်သက်ရင်တော့လုပ်ငန်းတွေသွားမဲ့လမ်းကြောင်းတွေအများကြီးရှိတယ်ဆိုတော့ Okay ဒီနေ့ကဒီလောက်ပါပဲနောက်မှပြန်တွေ့ကြတာပေါ့ See you later guys